ယောက်မှမြေကြီးတဲ့တမလို့မှမင်းကိုစောင်းနေတဲ့ငရဲဘာမှမမြဲတဲ့လောကကြီးမှာမင်းလောင်မြိုက်နေတာဘာအတွက်လဲဘာအတွက်လဲအမောင်တိုင်းမှာချောင်းပေးရိုက်ခံရခွေးလိုပဲပြေးစရာမြေမရှိသိတယ်လို့နဲ့မသိတာတွေအများကြီးခရီးမဆုံးခင်မြင်နိုင်အောင်ကြိုးစားဘာတွေတွေးနေတာလဲဘာတွေပြောနေတာလဲဘာတွေလုပ်နေတာလဲမန္တလားအဖြစ်စင်စားမင်းရဲ့ရှင်သန်မှုကဘာအတွက်လဲဘာအတွက်လဲဘာအတွက်လဲဘာဝတရားကိုမဖြတ်စီနဲ့ယုံကြည်မှုတွေကိုမဖြတ်စီနဲ့မင်းတို့နဲ့ကဘာကြီးကိုဝန်ထုတ်ဝန်ဖို့မဖြစ်စေနဲ့ကိုချင်းစာစိတ်နဲ့အသက်ရှူလူကိုလူလို့သဘောထားမခွဲခြားနဲ့မလွဲမနဲ့အလုံးသားလာပါစေအမောင်မပွားနဲ့မင်းတို့လည်းပြုံးတာသူတစ်ပါးတို့လည်းပြုံးတာငါတို့ကလူဘဝမှာခဏခရှိသွားတွေပဲကဲဘလို့လဲမင်းရဲ့ရည်တည်မှု